Hello အားလုံးမင်္ဂလာပါဒီနေ့တမီးအရင်ကတည်းကအရန်သက်စားချင်နေခဲ့ရဲ့ Rotten Device ဆိုရဲမူကသားဘူဖေးဆိုင်လေးကိုသက်စားပေးခဲ့ပါရဲ့ဒီဆိုင်လေးမှာဆိုလို့ရှိရင်လူကြီးတယောက်ကို21,300ဖြစ်ပြီးတော့အခု 10% discount အနေနဲ့19,150ပဲဖြစ်ပါရဲ့ကလေးဆိုလို့ရှိရင်3ပေအောက်ကို free ပါတမီးတို့ကိုပတ်စံရှင်းပြီးသွားပြီဆိုလို့ရှိရင်သူတို့ကစတစ်ကာလေးရေးပေးပါရဲ့ဆိုလို့ရှိရင်တမီးတို့နေရာယူပြီးတော့တမီးတို့ဒီလိုသွားရွေးရအောင်ဒါတော့ vegetable counter ပါမပကန်လေးယူပြီးသားလေးတော့ရွေးပါမယ်တိုင်းမှာဆိုလို့ရှိရင်ကြက်သားလွာဝတ်သားလွာကိုရီးယားသားလုံးလေးတွေရဲ့ကြက်မဲတို့ကြက်စင်တို့ကြက်ချောက်တို့ရှိပါရဲ့အမီးကတော့ကြက်မဲနဲ့ကြက်စင်ကိုအများဆုံးစားခဲ့ပါရဲ့ဒါကတော့အချိုပွဲလေးတွေပါဒီမှာကရေခဲမုတ်ကတမျိုးလည်းပဲရှိပါရဲ့ဒါကတော့ seafood ကောင်းတာပါ